ဟိုသူတို့တွေကလည်းမိတ်စီလာခြင်းလို့တဲ့ဆော့နေကြတယ်သူတို့ဆော့တဲ့အချိန်ပေါ့မဲကြည်တယ်နေကြရနော်အမလေးသားလေးကမင်းနှခမ်းကြီးလေးပြက်ကုန်ပြီဟင်ပြော့သားလေးမုတ်စားခြင်းလို့လားဘာလို့ချင်တာလဲပြီးရင်ကျွေးမယ်သားလေးသင်ပြီးရင်ကျွေးမယ်တို့အမမုတ်လေးဖြစ်ယူပေးလိုက်ပါဟုတ်သားကျွေးနည်းနည်းကျွေးကလေးလေးကကျွေးတယ်မကျွေးဘူးကျွေးပါခွင့်ရဟန်ကျွေးမယ်ငါမယ်ဒါတရားဝစားနေအကုန်စားမေးတယ်လည်းရကြကောင်းဝမ်းကောင်းနော်ကောင်းနေတော်ပြီတားတော့စားမမေးစားတာစားကိုပိုက်စား你耶？ဒါလေးကြီးပြပါအောင်မေကိုကြီးပြပါအောင်ဒါလေးပချိုင်လေးနဲ့ပချိုင်နှစ်ဖက်နဲ့ဒါလေးခလေးလေးအပူကျူကစော်ဖုန်းလူကျင်တာတော့ဒီအရွယ်နဲ့ဖုန်းလူကျင်တာပူကျူပုံပြန်ကြည့်လိုက်အောင်ညမနာဘူးလို့မဘာဘူးလို့ဘာဘူးလဲယောက်ျားလေးတွေကတခမ်းပေါ့နော်အဲ့လိုမျိုးလေးထားနေအဲ့လိုက်စနိုင်တယ်လာပြီရှင်ဘာရုပ်ဆောင်မှာလဲတာရဲ့ဘောလုံးရုပ်ဆောင်မယ်သွားဝင်အောင်ရှင်ဘောစီပါလို့တာမင်းကလေးတွေအောက်ပါလေမင်းစားမပြီလားမမေ့ချစ်လားရှင်ကလေးလေးကအောက်မှာတာရဲ့ရှင်အောက်မှာလောင်းတာတို့လောင်းပါးရေလွတ်လပ်မအောင်မလေးတို့စိတ်ကောက်နေပြီတဲ့ကတို့ရဲ့လူပြိုပေါက်တွေဖြစ်နေပြီစိတ်ကောက်နေကြည့်လွတ်လပ်ရေဘသူစိတ်တိုင်းမကြပြည့်လာပါအောင်မတဲ့ရဲ့လားသားလေးစိတ်ကောက်နေတာလောင်းထောင်အမလေးအကျက်ဘာကြဘသူပုံလဲကျဲမဘသူစိတ်ကောက်အဲ့တော့ကဲစိတ်ကောက်သွားပြီအားလေးကတော့ကစားခွင့်လေးလုပ်ထားပါပဲဘောလုံးနဲ့ဆော့ကြတယ်မလေးတန်ကားလေးခေါ်နေဒါကတော့သူတို့အတွက်ကစားခွင့်လေးပေါ့နော်။နေရာအခက်ခဲရှိတော့ဒါလေးကိုကစားခွင့်ကစားခန်းလေးတယောက်တော့လည်းစီပေးဆော်တာပေါ့။ယောက်ျားလေးတစ်ချိန်မိန်းကလေးတစ်ချိန်အငယ်လေးတွေတစ်ချိန်ပေါ့။ဟာလူမစောနဲ့သူတို့တွေကကြီးလာပြီလူပြိုတွေဖြစ်လာပြီသူတို့တွေကမျက်စိရှိမှတယ်ခိုင်သူရမောင်ကာကျဲအမေချစ်လားချစ်တယ်ဘယ်လောက်ချစ်တာလဲဟုတ်လို့လားဒီနေ့ဆရာမလာပြောတောက်တင်လားစားတင်နေစားလိုက်စုံလဲလားဖိုးပိုင်အိပ်ပြီလားပြောမမေ့ပြန်ဆရာမအတိုင်းနေနော်ဖိုးပိုင်မအိပ်ဘူးဆိုအိပ်ဘူးလားမမေ့ကိုဒီနေ့ဘာအတိုင်းမှလဲပြောပြအောင်အရုပ်ဘက်ကိုဆက်ရောက်သွားပြီးမိန်းကလေးတွေရောက်လို့ရှိရင်မိန်းကလေးတွေအရန်စကားတက်တယ်မပါလဲတတခိုင်ကားစီမလို့လားအောက်ဆင်းမလို့လားဒါအောက်ဆင်းမလို့လားဟလားဟုတ်တယ်အောက်ဆင်းမလို့လေညီမလေးအောက်ဆင်းမယ်လေအောက်ဆင်းရှင်းဝင်မလို့လားတားဝင်မလို့လားဝင်
ကဲသားလေးအောက်ဆင်းမယ်ဒါသူတို့ဆော့တဲ့အချိန်မှာသမင်းစားတယ်သမင်းစားပြီးတော့သမင်းစားပြီးတော့သူတို့ဆော့တယ်ပြီးလို့ရှိရင်တော့တိတ်ရမယ်အိပ်ပြီးသွားရင်နေကင်းမဲ့နိုးလာပြီဆိုလို့ရှိရင်အစာပြေမှုတ်ကျွေးတယ်ပြီးရင်အားလက်ချိန်သူတို့ဆော့ခြင်းဆော့